တွေအတွက်အနည်းဆုံးရှိရမယ်အရေးချင်းကကိုကျင့်သီလကိုကျင့်သီလဆိုတဲ့ထဲမှာသူစရိုက်တရား10ပါးကုသိုလ်ကောင်းမှုတရား10ပါးအဲ့ဒါပါဝင်မယ်ရှောင်ရမယ့်ဟာကိုရှောင်ခြင်းလှုပ်ဆောင်ရမယ့်ဟာကိုလှုပ်ဆောင်ခြင်းသူစရိုက်10ပါးကိုရှောင်ပြီးတော့သူစရိုက်တရားကိုကျင့်သုံးလိုက်နာခြင်းဟာဘုရားဘာသာတွေအတွက်ပထမအခြေခံအစစ်မြတ်တာဖြစ်တယ်ပေါ့အဲ့ဒီပထမအခြေခံအစစ်ပေါ်မှာမူတည်ပြီးတဲ့နောက်မှာဒုတိယထပ်ပြီးတော့တိုးမြင်ရမှာတော့သမထကျင့်စဉ်တစ်ခုကျင့်အောင်သမထကျင့်စဉ်လို့ဆိုတဲ့အခါမှာမေတ္တာဘာဝနာပွားတာလေသမထကျင့်စဉ်ပဲနော်သမထကျင့်စဉ်ပဲပြမစုတရား၄ပါးအများတရဝတွေပေါ်မှာချမ်းသာဒုက္ခရစေခြင်းနဲ့ဒေါသကင်းစင်တဲ့မေတ္တာတရားအဲ့ဒီမေတ္တာတရားကိုဖြစ်ပွားအောင်လုပ်ရမယ်အဲ့ဒီမေတ္တာတရားဖြစ်ပွားပြီဆိုရင်ကိုကျင့်သီလပေါ်မှာမယက်တည်ပဲနဲ့လုပ်လို့မရဘူးအလုံးကနံပါတ်1ကိုကျင့်သီလတော့ပြည့်စုံပြီးသားဖြစ်ရမယ်အဲ့ဒီကိုကျင့်သီလပေါ်မှာမိတည်ပြီးတဲ့အခါမှာသမထကျင့်စဉ်ကိုကျင့်သမထမှာကမ္မထမောင်း40စာပေကျမ်းမှာဖော်ပြထားတယ်ပါဠိတော်တွေမှာတော့38မျိုးပြတယ်အထက်ကရာတွေကနောက်ထပ်2ခုထပ်ဖြည့်ပြီးတော့ကမ္မထ40ကမ္မထဆိုတာဘာဝတလုပ်ငန်းလုပ်ရမယ်အာယုန်တွေကိုဆိုလို့တယ်ပေါ့ကမ္မဌာနလုပ်ငန်းဌာနကမ္မဆိုတာဘာဝတလုပ်ငန်းဌာနဆိုတာပြုလို့ရမယ်အာယုန်တရားဌာနလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့ကမ္မထအာယုန်ပေါင်း40ပေးထားတာအဲ့ဒီ40ကအကြမ်းပြပြောရမယ်ဆိုရင်အတုပကမ္မထ10မျိုးနော်အတုပ10ပါနောက်ပြီးတော့အနုတ္တိ10ပါကတိုင်း10ပါအဲ့ဒီတရားတွေကိုပြောတာ30နောက်ပြီးတော့ပြမဝိရတရား4ပါအပပိယ4ပါလို့ခေါ်တယ်ဩဝိရတရား4ပါနောက်ဓာတုကမ္မထံတကြီး4ပါအာရိပတိကုလတင်ညာအဲ့ဒါတွေကိုဆိုလို့တယ်အဲ့ဒီပေါ်မှာသီလနဲ့ပြည့်စုံပြီးတဲ့နောက်မှာသိခြင်းတရားကိုအောက်မေ့ပြီးတော့ပွားများတဲ့မရဏတတိဘာဝနာဒါလည်းသမထကမ္မထပဲသမထကမ္မထပဲခန္ဓာကိုယ်ရဲ့မတည့်မတည့်ရှုစက်ဝဲကိုစိတ်ညင်သုံးတတ်တာလည်းပဲသမထကမ္မထပဲအဲ့တော့သမထကမ္မထဆိုတာဒီကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကာကတတတိကိုယ်နဲ့ပတ်သက်နေတဲ့ကမ္မထနေနောက်ကတိုင်း7ပါးဆိုတာကြတော့ဒီတကြီး4ပါးပါတယ်ပထဝီကတိုင်းအဘောကတိုင်းဒေဇောကတိုင်းဝါယောကတိုင်းနောက်အယောင်ကတိုင်းက4ခုနိလပိတလောဟိတဩရဒအဲ့ဒီပေါ်မှာစိတ်ဝင်စားပြီးတော့တမာရီကိုထူထောင်တာအဲ့ဒါဘုရားဘာသာတွေကဒုတိယအဆင့်လောက်တာဖြစ်တယ်သီလကျင့်စဉ်ကျင့်ပြီးတဲ့အခါမှာသီလကကျင့်စဉ်ကိုဆင့်မြင်လိုက်တဲ့အခါတမာရီလုပ်ငန်းတစ်ခုလုပ်ရမှာအကုန်လုံးလုပ်ရမယ်လို့ပြောတာမဟုတ်ဘူးကိုယ်နဲ့သင့်တော်တဲ့ကမ္မထံတစ်ခုကိုလုပ်မယ်အာနာပါနလုပ်တာလည်းပဲသမထကမ္မထံပဲထွက်လေဝင်လေမှတ်တယ်ဆိုတာအဲ့ဒါသမထကမ္မထံပဲအဲ့ဒီအတဘာရီထူတော့ကြတာအဲ့လိုကမ္မထံ40တဲ့ကတချို့စတယ်မပွားရတဲ့ကမ္မထံလည်းရှိသေးတယ်ပေါ့နော်သူလမ်းစစ်နိုင်အဲ့ဒီ40တဲ့ကကမ္မထံ40တဲ့ကမိမိနဲ့သင်လျော်မဲ့ကမ္မထံတစ်ခုကိုခြေခံပြီးတော့ပွားများအထုတ်အဲ့ဒီပွားများအထုတ်မှုကဖယ်စင့်ထိလောက်ရမှာတော့ဆိုတော့စံတရားရသည်ထီအောင်လို့
Sanga assimilation shiratame, Pramazan, Dudiazan, Dadiazan, Srodazan. Assimilation, yes, boy, Omian the Tio, Lodoshi, Daga, the Bataka, today, out there, to the Biom. It is any Yalagara Barons. A being the go, a mew panzena. They were Sakuru, they were thought out. Eraga. Did the Maria Jua a being no, panzena. Oh, Gigi Shulu Yare, Gaugian Piatelu Yare, so that Eddie a mew. To go a mew piano, Arabinium. The Maria now so singer. The Maria Yalla calls of Yallagaro opinion. Tabura that needed lambs on the Gumiado, do your go your, how you do the power. Pema Lanso needles or the lane. The body, the Baba. The lamb of a lanso nature, no. The Mari, the Matanches in Tio, shout at the road, Ned. Oh, Boyo, Yora. Bomaniero, the Matanches in Jene, Wame Anapana, Commission Tiny, Midavana, Boare. Eri loaded, Senoshi. Time lanso by 90 on Yaula, the Soya. The Laro, Sejavi, say Lazo, but a young night. Tuesday, the lower Sanje Bido, Goyati Laha, Jew Pop, Yauja, Mashi, lower Senja, Davis, and that the Lavega, a chica vega Bido. The Mari de Kajaro, the word of Yedo, no. Sanya the Tio, Mayo, and that the word of Yepe. Eddie Seme. Pablo Dido Shilla, Ronoso. The Rawari is so you move. Kuma so you move. Yes, of your letter don't rega. Shani, I let 3 tabijare. Shindari put Shima Gadavaro. 3 tamijare. Tarabia 3 tabijare. Panabadavi 3 tamidons. Padanado sat in Lade, Chendogare, Sikan Uridia, the never shitty. No Sikan Toda, the never shitty. Divert the Adu Diabia Yare Boguria Yare. Yanap Shide Boguria Yare. Adana sat in Esra, Piaye, Patama, one say, Lupio, Eddie Patama, one say, Adanarama, calls own chimney. Yes, I have good and go. Do ye so much other than but